ကျင့်ပါဒီအချိန်ခါဗုဒ္ဓမြတ်စွာခွင့်ပြုပေးသနာကထိန်သင်္ကန်းလျာဒီချိန်ဒီကာလလူတော်ဝေယမြတ်သောကထိန်မဟာနိစ္စမြေပင်လွှမ်းဆင်ရကြည်လင်သလားသာသနာယောဝါထုံးလင်းစီဘူးရာဒီချိန်ဒီကာလလူတော်ဝေယမြတ်သောကထိန်မဟာနိစ္စမြေပင်လွှမ်းဆင်ရကြည်လင်သလားသာသနာယောဝါထုံးလင်းစီဘူးရာမြတ်တန်ခါဤမောင်လူတော်ဝေယကထိန်သင်္ကန်းလျာအကျုံးငါးပြားရရှိခံစားရပေမှာမပန်းမကြမ်းလာသွားနိုင်တာဥစ္စာထားကရောက်ရှာကင်းမှာဝိစာပေါ်လာကျွေးဝလူတော်မိစာပင်ပြေကင်းအစာ